မင်္ဂလာပါကျွန်တော်ကိုလင်းပါလုပ်ငန်းရှင်တယောက်အတွက်တန်ဖိုးအရှိဆုံးကအချိန်ဖြစ်တယ်လို့ content creator တယောက်အတွက်အခက်အခဲဆုံးကဒီနေ့ဘာတင်ရမလဲဆိုတာပါပဲဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Telegram group နဲ့ channel တွေကိုအတက်ဝင်လာစေမဲ့အလုပ်တွေကိုအလိုလျောက်တာဝန်ယူပေးမဲ့ pin assistant နဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ boss ကိုကျွန်တော်တို့ရဲ့ group နဲ့ channel တွေမှာ admin အဖြစ်ထည့်လိုက်ပြီဆိုရင်သူဘာတွေလုပ်နိုင်မလဲဆိုတာတစ်ချက်ကြည့်လိုက်အောင် customer တစ်တယောက်ဝင်လာတဲ့အလိုလျောက်နှုတ်ဆက်စကားပြောပေးမယ်ပြီးတော့ group ထဲမှာ scan link တွေလာပို့တာမျိုးဆိုရင်လည်းကျွန်တော်တို့တားစရာမလိုပဲ boss ကချက်ချင်းဖြတ်ပေးပြီးတတိပေးသွားမှာပါနောက်ပြီး customer တွေမေးတဲ့မေးခွန်းတွေကိုကျွန်တော်တို့တင်ပေးထားတဲ့လုပ်ငန်းရဲ့ knowledge တွေအတိုင်းချက်ချင်းပြန်ဖြေပေးပါတယ်တကယ်လူတစ်ယောက်နဲ့စကားပြောနေရတယ်လို့မျိုးပါပဲ order တစ်ခုဝင်လာပြီဆိုရင် boss ရဲ့ account စီကိုအကြောင်းကြားစာချက်ချင်းပို့ပေးရဲဒါကြောင့်မို့ကျွန်တော်တို့ order တွေလွတ်သွားမှာကိုစိုးရိမ်စရာမလိုဘူးစရင်တွင်းကျင်နေဆိုလို့ရှိရင်လည်းလူကြီးဝက်3500ကျပ်လို့ရိုက်ထည့်လိုက်တာနဲ့ post ကတူဖာတာတူမှတ်သွားတာပါတရက်စာရောင်းအောင်တိကျင်ရင်ဒီနေ့ဘယ်လောက်ရောင်းရလဲလို့မေးလိုက်ရုံပါပဲတကယ်လို့ကိုကတစ်လကုန်မှစရင်ချုပ်တဲ့လူဆိုလို့ရှိရင်လည်းတစ်လစာရောင်းအောင်တိကျင်နေဆိုရင်ဒီလမှာငါဘယ်လောက်ရောင်းခဲ့ရလဲဆိုတာကိုမေးလိုက်ရုံပါပဲ content creator တွေအတွက်ဆိုရင်ပိုတော့လွယ်ပါသေးတယ် Bitcoin ဈေးနဲ့ပတ်သက်ပြီးဝယ်တက်မဝယ်တက် content ရေးပြီးပုံနဲ့တကွတင်ပေးပါလို့ပြောလိုက်တာနဲ့ AI ကသတင်းတွေရှာဖက် content တွေရေးပြီးတော့ပုံမှန်တစ်ခါလဲဆွဲပြီး channel မှာတင်ပေးလိုက်တာပါဒါမိတ်ဆိုလို့မြင်တဲ့အတိုင်းပါပဲကိုတယောက်ဒီနာရီပေါင်းများစွာလုပ်ရမယ့်အလုပ်ကို pin assistant ကစက္ကန့်ပိုင်းအတွင်းပြီးမြောက်အောင်လုပ်ပေးလိုက်တာပါဒါအချိန်ကိုဝယ်ယူလိုက်တာနဲ့အတူတူပါပဲဒီ post ကိုလုပ်ငန်းအတွက်တုံးပြချင်နေဆိုရင်တော့အောက်က Telegram link ကနေတဆင့်အသေးစိတ်ဆက်သွယ်နိုင်ပါတယ်စိတ်ရချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ကိုလင်းမှာနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့